Hello ဓာတ်ပုံဝန္ဒနာရှင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးနဲ့လာရောက်ပြီးတော့ပြောပြပေးသွားမှာတော့ကျွန်တော်ရဲ့ကင်မရာအခြေခံ online သင်တန်းအကြောင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီသင်တန်းမှာဘယ်လိုလူတွေကတက်တင်တယ်လဲဆိုရင်ကျွန်တော်ရဲ့ဒီသင်တန်းကိုကင်မရာတော့ရှိနေပြီကင်မရာပေါ်မှာရှိနေတဲ့ကျွန်တော်တို့ setting တွေကင်မရာပေါ်မှာရှိနေတဲ့ခလုတ်တွေ basic ကနေတက်ချင်တဲ့ညီလေးတွေနောက်တစ်ခုကကျွန်တော်တို့ကင်မရာအခြေခံကိုတော့ရပြီဗျာကျွန်တော်တို့ pre wedding တွေ wedding တွေပေါ်ထွက်တွေအစသဖြင့်ပေါ့ရိုက်လာတဲ့ပုံတွေကိုကိုယ်ပိုင် edit တဲ့ flow မရှိသေးတဲ့ညီလေးတွေလည်းကျွန်တော်ရဲ့ဒီသင်တန်းမှာလာရောက်ပြီးတော့တက်လို့ရပါတယ်ကျွန်တော် line တုံးကိုအခြေခံကနေ professional ကြသုံးတဲ့ညီတွေသင်ပြပေးသွားမှာဖြစ်တယ်လို့ကျွန်တော်တို့ Photoshop မှာလည်းကျွန်တော်တို့ second read တဲ့ညီတွေကိုပါကျွန်တော်ရဲ့ဒီသင်တန်းလေးမှာသင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့သင်တန်းကတော့တစ်ပတ်ကို3ရက်နဲ့တစ်လခွဲသင်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီသင်တန်းမှာဂျိုင်းမဲ့ညီလေးတွေအတွက်အထူး promotion လေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ကိုယ်တိုင်ဒီကင်မရာ basic အခြေခံကင်တွယ်တဲ့နည်းကနေစနစ်တကျကင်တွယ်တဲ့နည်းကနေအစားကျွန်တော်တို့ကင်မရာပေါ်မှာရှိနေတဲ့ခလုတ်တွေကင်မရာပေါ်မှာရှိနေတဲ့ setting ပေါ်မှာရှိနေတဲ့ခလုတ်တွေအကြောင်းကိုတစ်ခုချင်းစီကျွန်တော်စာအုပ်လေးတစ်အုပ်လောက်ထားတာရှိပါတယ်အဲ့စာအုပ်လေးတစ်အုပ်ကိုကျွန်တော်ကလက်ဆောင်မေတ္တာလက်ဆောင်အနေနဲ့ကျွန်တော်ရဲ့ဒီသင်တန်းကိုလာ join တဲ့လူတိုင်းကိုကျွန်တော်ကမေတ္တာလက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီသင်တန်းလေးကိုစိတ်ဝင်စားလို့လာရောက်ပြီးတော့ join ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ chatbot messenger ကနေအသေးစိတ်မေးမြန်းနိုင်တယ်လို့ကျွန်တော်ရဲ့ဖုန်းနံပါတ်3999 2012 466ကိုလည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့ဒီ online ကလပ်လေးဖြစ်တာကြောင့်ကျွန်တော်တို့ဘယ်နိုင်ငံမှာပဲရောက်နေကျွန်တော်ရဲ့ဒီသင်တန်းလေးကိုလာရောက်ပြီးတော့ join လို့ရပါတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ